ကျမရွှေသေးတိတ်တရဖြစ်လဲမမရရသွားလုပ်တယ်ရွှေသေးကြတယ်ဆိုတော့လေဒီနေ့တော့မမရရလေးရွှေလုံးအောင်မဲ့ဆိုသွားတာရှင်းပြလိုက်ဦးမသိတဲ့လူတွေတော့သိမှာမဟုတ်ကိုလည်းနားလဲလို့သိလို့လားလို့မေးတော့မသိဘူးသိလားကဲဖြိုးတို့မြန်ပြည်ကြီးမှာဆွေသေးတွေကြောက်သွားတာနဲ့ပတ်သက်ပြီးတော့မမရရမြောက်ဝေလာတဲ့ဒီအမရုပ်ဗီဒီယိုကိုဖြိုးဆဆောင်ထားကြည့်လိုက်တော့အော်လို့ဆွေရောက်နေတဲ့သူတွေကပဲဒီထက်မကတိတဲ့ကြီးပွားချမ်းသာသွားပြီးတော့ဆွေဝဲဆုတက်တဲ့သူတွေအတွက်ကတော့မိအနခနာတွေမဖြစ်နေဘူးလားပေါ့စိတ်ထဲမှာတွေးမိတယ်ပေါ့နော်မြန်မာပြည်ကလူတွေကအောက်ခြေလူတန်းစားတွေတာမန်လူတန်းစားတွေကများတယ်ပေါ့နော်ဒီအောက်ခြေလူတန်းစားလို့တာမန်လူတန်းစားလို့ကို့မှာရှိတဲ့ငွေတွေကိုတိုက်တိုက်နေတာဆွေဝဲဆုကြတာများတယ်အဲတမန်နဲ့တမန်ငါမှုနိုင်ငါမှုတစ်ချက်နဲ့တစ်ချက်နဲ့ဝဲဆုကြတာပေါ့ဆွေဝဲဆုကြတဲ့သူကတော်တော်များတယ်အဲ့တော့မှဖြိုးတို့ဆွေအကြောင်းသိချာနားမလည်တဲ့သူရှိမယ်ဒီအမကကြတော့သူဆွေဝဲတော့ပြန်ပြီးတော့မေးတက်တယ်ပြန်ပြောတက်တယ်ဒီအမလိုပြန်မမေးတက်ပြန်မပြောတက်တဲ့သူတွေမသိတော့နားမလည်တော့ကြေးထက်ကြတာအများပြန်ဆွေရောက်တဲ့သူတွေအရန်မြတ်တာတယ်နော်ဖြိုးလာမှာဒါကြောင့်ငါစီးပွားရေးလိုက်ဆွေပဲရောက်ရမလားပေါ့ဆွေကအရန်မြတ်တာတဲ့ဒါကြောင့်မဖြိုးလာမှာစဉ်းစားနေတာငါစီးပွားရေးလိုက်ဆွေပဲရောက်မလားလို့စဉ်းစားမိတယ်ဒီမရဲ့ဗီဒီယိုကတော့မနေ့ကမှတွေ့လို့ဒီမရဲ့ဗီဒီယိုကိုလည်းဖြိုး credit ပေးပါတယ်ဒီမပြောသွားတော့ဖြိုးနဲ့သူသိချာနားထောင်သွားကြည့်ဆွေဝယ်မယ်ဆိုရင်ဆွေအကြောင်းကိုသိချာနားလည်ဖို့လိုတယ်ဆွေပေါက်စီဘလောက်လဲရောင်းစီဝယ်စီဘလောက်လဲသိချာမေးတက်ဖို့လိုတယ်ပေါ့နော်တကယ်လို့ကိုကမမေးတက်မပြောတတ်နားမလဲဘူးမသိဘူးပုံစံလုံးနေဆွေဆိုင်တွေအရန်ကြီးထက်တက်တာနော်ကြီးထက်တက်တဲ့ဆွေဆိုင်တွေကတော်တော်များတယ်နော်စိတ်ရည်စရနာမှန်နဲ့သိချာမမကကလုတ်တဲ့ဆွေဆိုင်ကရှားတယ်ဆွေဝယ်ဆွတက်တဲ့အကြည့်ရှိရင်ဒီမရဲ့ဗီဒီယိုကိုနားထောင်သွားကြည့်အခု line မော်တင်တဲ့အချိန်ကိုလေတခါတည်းကြည့်ထားလိုက်အခုရွှေဆိုင်ကနေပြန်လာတာဘယ်ဆိုင်လဲလို့မပြောတော့ဘူးသိလားအချိန်တန်တော့လေမရှိတဲ့လူတွေမဟုတ်ကောင်ကပြောတယ်ကျမရွှေသေးတိတ်တရဖြစ်လဲမမရရသွားလုပ်တယ်ရွှေသေးကြတယ်ဆိုတော့လေဒီနေ့တော့မမရရလေးရွှေလုံးအောင်မဲ့ဆိုသွားတာရှင်းပြလိုက်ဦးမသိတဲ့လူတွေတော့သိမှာမဟုတ်ကိုလည်းနားလဲလို့သိလို့လားလို့မေးတော့မသိဘူးသိလားတကြက်သားလက်ကောက်တကွင်းလောက်တာကိုလေရွှေသေးရတော့ဟုတ်တယ်15ဘက်ရိုတဲ့68သိန်းတဲ့အခောက်ကရောဆို69သိန်းတဲ့အော်ကိုကအော်တကယ်ကိုရွှေသေးရကြတော့တကယ်ရွှေသေးချရောက်နေပေါ့ဆိုပြီးတော့ဟိုကပြဒီကပြကျမနားမလဲတော့တကြက်မပြည့်နှစ်ကြက်မပြည့်မလုပ်ဘူးတွက်တအောင်လို့ကျန်တဲ့ဟာတွေရှောက်ကြည့်လိုက်တော့အော်ရွှေသေးတကယ်ကြတာပဲပေါ့လူတွေကအခုတချို့ဆိုမသိတော့လေငကကလေးတွေလက်စုပ်ကလေးတွေ10သိန်းနဲ့5သိန်းနဲ့လေးတွေသွားလုံးမှာဆိုမသိရင်သွားမလုံးနဲ့အရန်ဝှစ်ချင်နေအတူတာဝယ်တိုက်တော့သိလားတကြက်သားလက်ကောက်တကွင်းကိုအရောတော့လက်ခ330ကျော်တဲ့သိလားတကြက်သားလက်ကောက်တကွင်းဝှစ်ဖို့ကိုအရောတော့လက်ခ330ကျော်ဆိုတော့ဘာထူးလဲကျမတို့ကနောက်တစ်ချိန်ရွှေသေးတက်လာလို့300သေးသွားရောင်းတော့လေကျမလောက်ခဲ့တဲ့လက်ကောက်တကွင်းရဲ့တန်ဖိုးက300ကျော်ပဲရမှာပေါ့လို့အဲ့လိုမေးလဲမေးတော့အမားတဲ့ဝှစ်ကတော့အမြတ်ပေါ့ဒါဆိုငွေတွေကပေါ့လို့ကျမတို့ကစုပြီးသူတို့ရှိသွားပေးထားတာသူတို့စီးပွားရေးလုပ်ဖို့ရင်းပေးထားတာလားမသိဘူးဘယ်ဆိုင်လဲလို့မပြောမိမလဲကျမတို့ထိထိရောက်သွားမေးပြီးလောက်ကြည့်လိုက်လက်ချက်သားပြည့်အောင်မေးဒီတိုင်းအတလူကြီးသွားမေးပြီးတော့ရွှေသေးကြတယ်ဆိုပြီးလက်စုပ်တကွင်းတို့ဗာလေးတို့သွားမလုံးနဲ့အခုဖန်စီတွေထွက်နေတာလဲအစ်စ်တောင်လှသေးတယ်ဘာမှမထူးဘူးနားလဲပါရိုက်တာပဲလက်ချက်သားမှလက်ချက်သားအတိလက်ကောက်တကွင်းကိုအရောတော့လက်ခ330ကျော်တဲ့300ကျော်ကြမယ်သိလားမသိနားမလဲတဲ့လူတွေကိုနားလဲပြီးပါရိုက်ပြီးအဲ့လောက်အရောတော့လက်ကဟိုတုန်းကကျမတို့တမိသားသူတို့ကရွှေတအားလောက်တာဆွဲချိုးတစ်ချက်သားဆိုတပည့်ပဲဖြစ်ဖြစ်နှစ်ပည့်ပဲဖြစ်ဖြစ်တတ်မှတ်ထားတာလေလက်ခုစုပ်ဆိုလဲတပည့်ပဲဖြစ်ဖြစ်နှစ်ပည့်ပဲဖြစ်တတ်မှတ်ထားတာအခုကျတော့တတ်မှတ်စေးလို့လက်ကောက်တကွင်းရဲ့အရောတော့လက်ခဘလောက်လဲဆွဲချိုးတကုန်းရဲ့အရောတော့လက်ခဘလောက်လဲဆိုတော့ရွှေများရင်များသလားတဲ့အဲ့ဒါဆိုကျမတို့အခုတစ်ချက်သားကို9မှုသားပေးရမှာနော်အရောတော့လက်ခနှစ်ချက်သားဆိုရင်တစ်ချက်သားပေးရမှာပေါ့3ချက်သားဆိုရင်ဘလောက်ပေးရမလဲတက်ကြည့်လိုက်ကျမတို့က9ချက်သားလုံးမယ်ဆိုရင်နှစ်ချက်ခွဲသားသူတို့ကိုအရောတော့လက်ခပေးရမှာပေါ့ရီးသားထားဗရိန်သမားကိုထားအဲ့လိုပြောတော့လေအခုကျမအခောက်ကိုမေးတယ်နော်ဗရိန်သမားထားတော့လေကိုကအခောက်ဝယ်ပြီးမှလုံးလို့ရမှာအခောက်ဝယ်ပြီးမှလုံးလို့ရမှာအခောက်ကြတော့ဘာလို့ပြောလဲဆိုတော့အခောက်ကတဲ့မဝင်တာကြပြီတဲ့အခောက်ကဘယ်နိုင်ငံတင်သွင်းတဲ့ရွှေလဲတော့ကျမမသိဘူးသူတို့ဆိုင်မှာတော့အခောက်မရှိဘူးဒါပေမဲ့ရွှေတွေကတော့ခင်းတာပုံနေတာပဲဘယ်ဟာနဲ့ကြိုပြီးဘယ်ဟာနဲ့ထုတ်လဲတော့မသိကိုတွေကအခောက်လောက်တော့အခောက်မရှိဘူးတဲ့ကုန်တာကြပြီတဲ့15ဘက်ရဲ့ကြတော့လေကြည့်အောင်လက်ခတကြက်သားလောက်ရင်အရောတော့လက်ခ9မူသားတဲ့အမလေးမြန်မာနိုင်ငံကျသွားတဲ့ရွှေဈေးကိုတခါတည်းမတ်ရအခုပြောတဲ့အချိန်ကပြန်လာခဲ့တာတခါတည်းလုံမလို့သွားတာနော်သိလား